အစဲရွာကနေအောင်စမှုရွာဆိုပြီးတော့ပြောင်းရလောက်အောင်ကိုရွာရိုက်တိုးတက်ရေးတွေကိုလှုပ်ဆောင်နေတဲ့အောင်စမှုမကြသေးခင်ကမှရွာအိမ်လေးမှာအိမ်တစ်တက်လှုပ်ခဲ့တဲ့အောင်စမှုကအခုတခါမှလည်းရွာရဲ့စက်တရေဆောင်ဖုန်ကြီးကျောင်းကိုပြန်လည်ပြုပြင်ပေးတော့မှာပါအောင်စမှုရဲ့ဇာတိရွာလေးဖြစ်တဲ့အစဲဆံပြရွာကရွာကျောင်းတိုင်းမှာရှိနေတဲ့စီရီတော်မြတ်ကြီးကလင်းပြင်းမုံတိုင်းတန်ကိုအတော်လေးခံလိုက်ရတာလည်းဖြစ်ပါတယ်မုံတိုင်းတန်ကြောင့်ဖရားရဲ့စိန်ဘူးတော်တွေနဲ့အခြားနေရာတွေမှာထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်ရွာသူရွာသားတွေအတွက်လည်းကိုရီနှစ်စဉ်နဲ့အမျှဖူးမြော်ကြည်နူးနေရတဲ့ရွာတောင်တိုက်ကဖရားကြီးအခုလိုထိခိုက်ပျက်စီးသွားလို့စိတ်မကောင်းဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်ငွေကြေးတွေရှာဖွေနိုင်တဲ့အောင်စမှုကလင်းပြင်းမုံတိုင်းကြောင့်ပျက်စီးသွားခဲ့တဲ့တောင်တိုင်းကဖရားကြီးကိုအသစ်တစ်ဖန်ပြန်လဲမုံမှန်ဖို့အတွက်တိန်းထောင်လူတန်းတော်မှာပါစိန်ဘူးတော်နဲ့ဘတ်စုံမုံမှန်တဲ့အလူကြီးအတွက်စုစုပေါင်းကုန်ကြငွေစရိတ်ခက်မှန်းချေတိန်းထောင်လောက်နီးပါးရှိမယ်လို့ဆိုပါတယ်အသက်20ကျော်လူငယ်လေးတယောက်အတွက်ချွေးနှဲစာလေးတွေနဲ့ရှာဖွေထားတဲ့ငွေကျပ်သိန်းထောင်ဆိုတဲ့ပမာဏကိုဖရားကြီးအတွက်လှူဒါန်းလိုက်မှာပါရွာကကိုကွယ်နေတဲ့ဖရားကြီးကိုသိန်းထောင်အကုန်ကြခံပြီးတော့ပြုပြင်ပေးမှာဖြစ်သလိုသူတို့ရဲ့ရွာလေးကိုလည်းအောင်စမှုကြောင့်ပို့ပြီးတော့လူသိများလာခဲ့တာပါဒါကြောင့်လည်းအစဲရွာဆိုတဲ့နာမည်ထက်အောင်စမှုရွာဆိုတဲ့နာမည်ကိုပို့ပြီးတော့သိနေကြရလဲဖြစ်ပါတယ်ဒီအလူကအောင်စမှုကိုအားပေးကြတဲ့ပြည်သက်တွေကချင်းမြင့်ထားတဲ့ငွေတွေဖြစ်လို့ဒီအလူကလည်းအောင်စမှုရဲ့ပြည်သက်တွေစုပေါင်းပြီးတော့လူတန်းတဲ့အလူတစ်ခုပဲဖြစ်ပါတယ်အသက်ငယ်ငယ်နဲ့ဖျားတကာကြီးဖြစ်လာတဲ့အောင်စမှုကိုဘလို့အဆက်တွေကြောင့်ပို့ပြီးတော့သဘောကျလဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုခေါင်းမမရေးသွားပေးခဲ့ကြပါဦးရှင်မြန်မာနိုင်ငံမှာ AI နည်းပညာနဲ့ပထမဆုံးရုပ်ရှင်ရိုက်ကူးမဲ့ Queen နေထူနိုင်မီလက်ဝါတိုင်းပညာရှင်အဖြစ်နယ်ပြည်သက်တွေနဲ့တခန်းနဲ့အပေးမှုကိုရရှိထားတဲ့နေထူနိုင်ကနိုင်ငံတကာဂိမ်းကုမ္ပဏီတွေကပါကမ်းလှမ်းလာရတဲ့အထီကိုသူ့ရဲ့နယ်ပယ်မှာအထူးအောင်မြင်မှုရရှိထားတဲ့သူတယောက်လည်းဖြစ်ပါတယ်တခြားသောကပ်ပေါ်မင်းသားတွေလိုတာမန်ဒရမာအနေနဲ့အခြေဆက်လမ်းတွေရိုက်ကူးလေးမရှိပေမဲ့သူ့ရဲ့ကိုပိုင်ဇက်ကတ်တွေနဲ့တီးတန့်ရက်တည်နေတဲ့သူတယောက်လည်းဖြစ်ပါတယ်အခုခါမှာတော့ Queen နေထူနိုင်ကနာမည်ကြီးလူငယ်မင်းသားတွေထက်တောင်မလုံနိုင်သေးတဲ့စမ်းသစ်ထွေမှုတစ်ခုကိုရေရဲဝင်းဝင်းလုပ်ပြတော့မှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကဘာတဝမ်းအလွန်ခက်စားနေတဲ့အစင်းမြင့်အင်အားနည်းပညာတွေကိုအသုံးပြုပြီးရုပ်ရှင်ဇာတ်ကားတွေကိုရိုက်ကူးသွားဖို့ပြည်စီနေကြောင်းကိုပြောဆိုထားကြောင်းလည်းတွေ့ရှိရပါတယ်ရှင်နိုင်ငံတကာက AI ကိုအကျိုးရှိရှိအသုံးချနေချိန်မှာမြန်မာနိုင်ငံအနုပညာလောကအတွက်တော့ဒါကတကယ်ကိုခေတ်ရှိပြည့်တဲ့ခြေလမ်းတစ်ရက်လို့ဖြစ်ပြီး AI နဲ့တွဲဖက်ရိုက်ကူးမဲ့ပထမဆုံးမြန်မာမင်းသားအဖြစ်ကိုမှတ်တမ်းဝင်သွားမှာပဲဖြစ်ပါတယ်အရှင်ပြခွက်ဆက်ဆန်းပြပြတွေနဲ့အမြဲတမ်းဖန်ဆားလေးရှိတဲ့ Queen နေထူနိုင်တရား AI နည်းပညာအကူအညီတွေနဲ့ဘလို့စမ်းသစ်တဲ့ဇက်လန်ဇက်အိမ်တိုင်းခွက်အသစ်တွေကိုတည်တင်ဖန်တီးသွားမယ်ဆိုတာကတော့တကယ်ကိုရင်ခုန်စိတ်လို့စားစရာကောင်းပါတယ်နိုင်ငံတကာရုပ်ရှင်တွေလိုအဆင့်အတန်းမီမီနဲ့ထွက်ပေါ်လာတဲ့မျောလင်းရတဲ့သူရဲ့ကောင် AI ရုပ်ရှင်ဇာတ်ကားကြီးကိုပရိသတ်တွေကလည်းအားပေးဖို့အစဉ်သင့်စောင့်မျှော်နေကြပြီပဲဖြစ်ပါတယ်ရှင်ပရိသတ်ကြီးတို့ကရော Queen နေထူနိုင်အပေါ်မှာဘယ်လိုမြင်လဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုခေါင်းမမရေးသွားပေးခဲ့ကြပါအောင်ရှင်